အေးပြောနေရ အေးဟုတ်ပါမျက်နှာကြီးဖြီးနေတယ် မွန်နေရလို့ခေါ်ရ နိုင်တာပေါ့မင်း ဟာလေဘာတွေတင်းတော့လဲ ဒီမကောင်ပဲပေါ်တင်ပြောနေရတယ်မျက်နှာကြီးဖြီးညာရဲစားလေးကြည့်ရမှာ မွန်စရာမရှိပါဘူးဟဲ့ဒီတိုင်း easy ကလေးဘာမှမဟုတ်ဘူး next flat နေရာလောက်ပဲရှိတာ easy ကလေး အေးပါအေးပါဟဲ့မင်းတို့တွဲနေကြတယ် အေးတွဲနေပြီစလိုင်းနဲ့လက်လုံးမလို့တွဲဖြစ်တာပါဟာဒါပေမဲ့ဘာမှမဟုတ်တလန်းလန်းနေပြတ်သွားလိမ့်မယ် အော်အဲ့ယူကိုရခဲ့ရင်လက်ကကိုမချအောင် တွဲရတနေ့ရှိပြီလေအဲ့ဒါကြောင့်ပြီးတာပေါ့ဒါမှလည်းဒီရုပ်ကြီးကိုငါအဲ့လိုတော့တိတ်ကြိုက်ပါဘူးအချိန်လေးကငါမြင်နေလေအော်ပြီးတော့လင်းကားနဲ့တွဲလူတောင်ပြက်နေရပဲငါတို့လည်းပြက်မှာပဲပြီးတော့ तू အဲ့လောက်လည်းချိုးပြရမှာဟုတ်ပြီးတော့ဒီလိုငါသွားတဲ့အရုပ်ဆိုင်လေးရှိတယ်ကော်ဖီဆိုင်လေးသွားတယ်နင်တို့ငါပုံပြမယ်မကြည့်နင်တို့တွေသိကြရမလားအဲ့ကော်ဖီဆိုင်လေးအဲ့မှာရမ်းမိုက်တယ်တော်တော်လေးလှတယ်ပြီးတော့ငါအဲ့မှာတော့နေပြီးသေးတယ်နင်တို့လည်းရီးသားလေးပါလေးရှာကြအောင်အဲ့လိုမျိုးနေကြနဲ့ရုပ်ရှင်နဲ့ကြည့်နေနေသူကြီးကကောင်းတာမဟုတ်ဒီကပြတ်စားလားဟဲ့သူနဲ့ငါနဲ့ကလေမပြတ်နိုင်တာမဟုတ်ဘူးငါပြတ်တယ်ငါအေးဆေးပဲအဲ့ဒါကိုငါ့ကိုငါလမ်းဖွင့်လိုက်တဲ့ချိန်ငါ့ကိုအရင်သနာခံပြီးတော့ငါ့ကိုတောင်းမယ်နဲ့အဲ့တောင်းငါနင်တို့ပဲစဉ်းစားကြည့်နော်သူ့စင်နိုင်ငါ့ကိုဖြတ်စရာလားချက်ချင်းကငါဘက်ကနေစားဖြတ်ရမှာမဟုတ်ဘူးလားနင်တို့ပဲစဉ်းစားကြည့်ကြည့်တယ်ငါသူ့ကိုလုံးဝမဖြတ်ပေးဘူးချစ်လို့မချစ်တယ်တော့လည်းမဟုတ်ပါဘူးဟာဒီတိုင်းနောက်တစ်ယောက်ရှာမှာပြင်းစရာကြီးဟဲ့အမေကြားသူနဲ့ငါနဲ့ကနေလဲကြပြီဆိုတော့ငါထားလဲတိသွားပြီလေငါတခုံးဆိုတခုံးမယ်ကြားလာလို့ပြီးတော့ဟာလေဘာပြောမို့လဲဟာကိုခဏလေးရှင်းပြမယ်ဒီစိတ်မစိုးနဲ့ဒီအာကိုခဏလေး